ချစ်ဆိုတာကနှုတ်နှစ်ဖက်ချစ်မှပြောကြကောင်းတာတယောက်တည်းတစ်ဖက်သက်ချစ်နေအဲ့ဒါဝကြွေးပဲလူတယောက်ကိုရွရွမှုမှုနဲ့ချစ်ခဲ့ဖူးတာမို့အဲ့ဒီလူတယောက်ကိုချစ်ရတာဘယ်လောက်ထိပင်ပန်းလဲဆိုတော့သိခဲ့ရပါတယ်ညရည်တွေနဲ့ဖြတ်တန်းခဲ့ရတဲ့နေ့ညတွေကိုပြန်တွေးမိပြန်ချစ်ရမှာကြောက်လာတဲ့အဒီကိုဖြစ်မိနာကျင်ချင်းတွေကိုပြန်အမှတ်ရမိအရင်ကတည်းကဘသူ့ကိုမှမချစ်ခင်မိကောင်းသားဆိုတဲ့နှောင်နှလေးကလည်းရလာတယ်ကိုချစ်ဖို့မေ့ခဲ့ရတဲ့ရက်တွေမာနတွေချခဲ့မိတဲ့အဖြစ်ပြက်တွေနောက်ဆုံးသိက္ခာတွေမဲခဲ့တဲ့အတိတ်တွေကိုပြန်တွေးမိဘသူ့ကိုမှထပ်မချစ်ဖ ೇನೆ နေဖြစ်သွားဖို့များပါတယ်有理有理，龙啊，给他塞飞，路啊，谁来？